အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့ဗီကီကအင်းစိန်လမ်းမကြီးနဲ့မင်းမလန်ပြည်လန်ဒဲပေါက်တဲ့ကြိုင်ဝမ်ဖျားလမ်းမပေါ်မှာရှိရဲ့ဗီလာတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်အဲ့တော့ဗီကီနဲ့တူလိုက်ကြည့်ပေးကြပါအောင်နော်ဒီချက်ကလေးရဆိုလို့ရှိရင်တော့ square feet အဖြစ်2000နဲ့93 square feet ရှိပါတယ်သူ့လေးနေထိုင်ဖို့အတွက်အိမ်တလုံးဆောက်ဖို့အတွက်အရန်ကိုမှအဆင်ပြေပါတယ်ရှင်းပြီးလို့ရှိရင်เนาะဒီ channel မှာဆိုလို့ရှိရင်သူကမြေကွက်ကြီးပဲဖြစ်တဲ့အတွက်ကိုယ့်ရဲ့ own creation အနေနဲ့ကိုယ့်ကိုဆောက်လို့ရတယ်ဒါမှမဟုတ်ဒီ villa မှာလည်းကိုကြိုက်တဲ့ design နဲ့အတူအပ်ပြီးလို့လည်းရပါတယ်ရှင်းအခုဆိုလို့ရှိရင်ဗီကီမိတ်ဆက်ပေးသွားတာကဗီလာဖြစ်တဲ့အတွက်လုံခြုံရေးပိုင်းမှာဆိုလို့ရှိရင်လည်းလူကြီးမင်းတို့အတွက်လုံးဝ 100% စိတ်ချရပါတယ်ရှင့်ဒီကွက်လေးရဆိုလို့ရှိရင်တော့ခုနကပြခဲ့တဲ့ခြံအမှတ်တရလေးရဲ့ဘေးချင်းကပ်ရဲ့ခြံလေးဖြစ်ပါတယ်ရှင့်ဒီခြံလေးရဲ့ square feet ရဆိုလို့ရှိရင်တော့1841ရှိပါတယ်ရှင့်သူ့ရဲ့အားသာချက်ကဆိုလို့ရှိရင်เนาะဒီ channel မှာကိုပိုင်အိမ်လေးကိုပေ50အမြင့်ထိစောင့်လို့ရတာဖြစ်တဲ့အတွက်မိသားစုတွေအများကြီးနေလို့လည်းအဆင်ပြေပါတယ်ရှင်ကိုယ့်ရဲ့ own creation နဲ့3ထပ်ပဲစောင့်မလား2ထပ်ပဲစောင့်မလားကြိုက်တယ်လို့စောင့်ပြီးရောကိုယ့်ရဲ့စိတ်ကြိုက်နေထိုင်ခွင့်ရှိပါတယ်ရှင်ဗီကီကိုမိတ်ဆက်ပေးရတဲ့ဗီလာလေးရဆိုလို့ရှိရင်တော့ကြိုက်ဝမ်ဗီလာလေးပဲဖြစ်ပါတယ်ရှင့် location အရအားဆိုလို့ရှိရင်လည်းအရန်ကိုမှအားသာတဲ့နေရာလေးမို့လို့ investment လုပ်ချင်တဲ့သူတွေအတွက်တော့၎င်းကိုမိသားစုနဲ့အတူတူအဆင်ပြေနေနဲ့အေးချမ်းနေချင်တဲ့သူတွေဆိုလို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေပါတယ်ရှင့်အဲ့တော့ကြိုက်ဝမ်ဗီလာလေးကိုလည်း recommend လေးပေးချင်ပါတယ်နော်